အားလုံးမင်္ဂလာပါအာနာရှင်မြေအောင်ထိုင်းဟာမြန်မြန်ကြဆုံးစီခြင်းနဲ့ဆိုရင်ကျွန်တော်တို့အာရခအေအေကိုအကောင့်ဆုံး support လုပ်မှာမြန်မာနိုင်ငံအာနာရှင်ဟာတောက်ွယ်သွားပါကျွန်တော်ဒီထဲနဲ့ပြောချင်တယ်ခင်ဗျားတို့ဒေသနားထောင်ပေးကြပါကျွန်တော်တို့မြန်မာနိုင်ငံမှာအာနာရှင်စနစ်ဆိုးတွေရှိလို့လူငယ်တွေလည်းပညာတတ်တော်မရှိတော့ဘူးเนาะစုပ်တက်တက်သွားတဲ့နိုင်ငံကြီးဖြစ်နေပြီဘာလို့မြန်မာနိုင်ငံဟာဒါကြောင့်မလို့အန်ဖစ်ကုဆန်ရှိနေပြီเนาะဟစ်ပေါကုဆန်เนาะကချင်းကရကရင်ချင်းမွန်ပမာရခိုင်ရှန်စသဖြင့်တိုင်းရင်းသားအပေါင်းတို့ကစစ်တပ်ကိုတော်ထားလာတာတိုက်လာတာဖြစ်ပေါင်းကုဆန်ရှိနေတယ်။ဘာလို့ဒီနေ့ဒီချိန်ထိမနိုင်တာလဲ။ရခိုင်အေးမနေ့တနေ့ပဲရက်တည်လာတာနော်။အခုဆိုချင်ဘလောက်ထိလောက်မှအလုပ်လုပ်လဲနော်ဘလောက်ထိလောက်မှသူ့ပြည်နယ်ကိုကာကွယ်လဲဘလောက်ထိလောက်မှသူစစ်တိုက်တယ်။စစ်ကိုအကောင်းဆုံးဖြစ်သူတိုက်တယ်နော်။ဘာကြောင့်ရခိုင်အေးကိုကျွန်တော်တို့လက်ခံရအောင်ထောက်ခံရအောင်ထောက်ဖို့လုပ်ရအောင်လို့ကျွန်တော်ပြောချင်လဲဆိုရင်ဘာကြောင့်လဲဆိုရင်ဘုံချုံကြီးထွန်းမြတ်နိုင်မှာပညာရည်ချင်းရှိရနော်ပညာအရည်ချင်းရှိတယ်ဒါဖြစ်လို့ရှိရင်နိုင်ငံရေးအမြင်နိုင်ငံရေးအရည်ချင်းရှိရနော်တော်ထိုင်ရေးမှာလည်းအရည်ချင်းရှိရနော်ခင်ဗျားတို့လေငါတို့ကြိုက်ပါတယ်ငါတို့လက်ခံထောက်ခံပါတယ်ဆိုတော့ NUG ငါလာနဲ့ပြီးမယ်ဆိုတဲ့တော်ထိုင်ရေးဟာ6နှစ်ထဲမှာဝင်နေပြီနောက်အနှစ်တရားတစ်ထောင်မှာကလို့ဘယ်တော့အခါမှာ NUG ဟာဘယ်တော့မှတော်ထိုင်ရေးကိုပြီးသွားနိုင်မှာမဟုတ်ဘူးနိုင်ပါလည်းမဟုတ်ဘူးဘာကြောင့်လဲ NUG မှာဆိုတဲ့လူကြီးတွေမှာပညာရည်ချင်းမရှိဘူးနိုင်ငံရေးအရည်ချင်းမရှိဘူးတော်ထိုင်ရေးအရည်ချင်းမရှိဘူးနော်ခင်ဗျားတို့ NUG မှာရှိတဲ့လူကြီးတို့ခင်ဗျားတို့ပြောကြည့်လိုက်ကျွန်တော်ကိုယ်တိုင်လည်း NUG ထောက်ခံတဲ့လူပါနော်ထောက်ခံတဲ့လူပါဒါပေမဲ့သုံးစားလို့မရတော့ဘူးဘာမှသုံးစားလို့မရတော့ဘူးဆိုတော့ NUG မှာရှိတဲ့လူကြီးတို့ခင်ဗျားတို့ပြောကြည့်လိုက်အယက်သမားတွေကြီးပဲလူသက်သမားတွေကြီးပဲဘိန်းသမားတွေကြီးပဲအယက်သမားတွေကြီးပဲသူတို့မျက်နှာကြည့်လိုက်မျက်နှာမကလို့သူတို့လုံရက်တွေသွားကြည့်လိုက်အချင်းချင်းလည်းရှိမယ်အချင်းချင်းတပ်ဖြတ်မယ်အချင်းချင်းကိုတနတ်နဲ့ချင်းချောင်းမယ်အဖွင့်စီအချင်းချင်းကိုနှိမ်နှင်းရလုပ်တယ်ဘယ်တော့အခါမှာဒါတော်နာကြီးမဟုတ်ဘူးဒါကအာနာရှင်စနစ်နော်88အရေးခင်းတုန်းကလူပဲအာနာရှင်စနစ်ဟာအခု NUG သုံးဆွဲနေတယ်နော်ငါတို့ကအာနာရှင်မကြိုက်လို့တရွာလုံးတမြို့လုံးတနိုင်ငံလုံးလူငယ်လူကြီးတွေတော်ထဲမှာခိုးလာပြီးတော့မှဒီစစ်တပ်ဟာအကောင်းဆုံးအမြန်ဆုံးအမြင့်ဖြုတ်လို့ဆိုပြီးလူငယ်တွေအားလုံးတော်ထဲမှာခိုးလာကြတာ6နှစ်ဝင်လာပြီလူငယ်တွေရောသမီးကောင်းကောင်းဝအောင်ခင်ဗျားတို့ကြွေးရလာမသိဘူးနော်အခုကျွန်တော်တို့ပြည်သူပြည်သားတွေထူထားတဲ့ငွေတွေဟာအစိတ်ပြင်းလောင်းတယ်လို့ဖြစ်သွားပြီနော်မြန်မာပြည်သူပြည်သားတွေအပေါ်မှာပဲအစိတ်ပြင်းလောင်းတာလည်းတူတူပဲနော်အခုငါတို့ထူထားတဲ့ငွေနဲ့သူတို့ကြီးတွေဝယ်ပြီးငါတို့ပြန်ပစ်တာပြန်တတ်တာနော်ဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာကွာထွန်းမြတ်နိုင်လို့မျိုးအရေးချင်းရှိတဲ့ပုဂ္ဂိုလ်နော်အရေးသွေးရှိတဲ့ထွန်းမြတ်နိုင်မှာအရေးချင်းနဲ့အရေးသွေးမတူဘူးနော်မတူဘူးနော်ထွန်းမြတ်နိုင်မှာဘိုးချိုးကြီးထွန်းမြတ်ကျွန်တော်ဆိုအရင် respect ပေးတယ်သူအရင်လေးစားတယ်နော်သူ့မှာအရေးချင်းအရေးသွေးရှိတယ်နိုင်ငံရေးအမျှော်မြင်ရှိတယ်နော်နိုင်ငံရေးအမျှော်မြင်ရှိတယ်ပညာရည်ချင်းရှိတယ်ကျွန်တော်လူမျိုးပုဂ္ဂိုလ်ကိုကျွန်တော်တို့ကဒီချိန်မှာမထောက်ခံနိုင်ရင်တိုက်ပြည်ဟာတရုတ်လက်ထဲမှာပါသွားမှာနော်တရုတ်လက်ထဲမှာတိုင်းပြည်ဟာမြန်မာနိုင်ငံကြီးဟာပါသွားပြီဆိုရင်တရုတ်လက်ထဲမှာပါသွားပြီဆိုရင်တော့ထောက်လို့မရတော့ဘူးနော်ခင်ဗျားတို့ကျိုးနဲ့ချီထားတယ်လို့ပဲခန္ဓာတစ်ခုလုံးရစ်ပတ်ပြီးကျိုးနဲ့ချီထားတယ်လို့ပဲခင်ဗျားတို့ဘယ်တော့မှထောက်နိုင်မှာမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာနားဖို့မစစ်ဖို့ခဲရောက်နေပါပြီနော်ဘယ်သူကအလုပ်လုပ်တယ်ဘယ်သူကကိုယ့်ရဲ့ပြည်သူပြည်သားတွေအလုပ်လုပ်တယ်ဆိုတာခင်ဗျားတို့သိပါတယ်နော်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာတိုင်းရင်းသားတွေအားလုံးကကျွန်တော်ခဏပြောတယ်တိုင်းရင်းသားတွေအားလုံးကဟစ်ပေါင်း90တိုက်လာပြီဟစ်ပေါင်း90ထဲမှာဘယ်တိုင်းရင်းသားမှမနိုင်ဘူးအခုထိစစ်တပ်ကိုနော်စစ်တပ်နော် NUG ဆိုတဲ့အဖိတ်တေးလို့ခင်ဗျားတို့မပြောနဲ့အောင်တိုင်းရင်းသားတွေတိုက်လာတာဟစ်ပေါင်း90အခုချိန်ချင်းနိုင်လားမနိုင်ဘူးဘာကြောင့်မနိုင်တာလဲတရက်ထဲနဲ့နိုင်လို့ရတယ်နော်တလနဲ့နိုင်လို့ရတယ်ဖြစ်ရှင်နဲ့နိုင်လို့ရတယ်စကအတွင်းမှာလည်းမရောက်ထိုင်နိုင်လို့ရတယ်တိုင်းရင်းသားတွေကနော်ဒါနဲ့ဘာလို့မနိုင်တာလဲဒီလားသူတို့ကောင်းစားဖို့အတွက်သူတို့ရဲ့အိတ်ကထဲမှာပတ်စံထည့်တာသူတို့မိသားစုကောင်းဖို့အတွက်သူတို့တမျိုးတစ်ဆွေမျိုးကောင်းစားဖို့အတွက်ပဲသူတို့အိတ်ကထဲမှာပတ်စံထည့်လူကြီးတွေစောက်တော့မကြောက်လို့ဒီနေ့ဒီချိန်ထိတိုက်ပြီးစုပ်ပြတ်တက်သွားရှင်းလားကျွန်တော်နမူနာပြောပြမယ်ကရင်ပြည်နယ်သွားကြည့်လိုက်ဒီလောက်အဆင်ပြေတဲ့နိုင်ငံနဲ့နီးစပ်ပြီးတော့မှဒီလောက်အဆင်ပြေတဲ့ထိုင်းနိုင်ငံနဲ့နီးစပ်ပြီးတော့မှဘာကြောင့်အခုချိန်ထိကရင်ပြည်နယ်အကျုံနောက်ကျုံခံပြီးတော့မှတပေါင်းစားတဲ့အလောက်များလာတယ်သူလားကရင်ပြည်နယ်ဟမ်အထက်ကကဖားရဖားစောက်ငပြင်းရှိလို့လူကြီးတွေစောက်သုံးမကြလို့လူငယ်တွေဒုက္ခရောက်နေတာတကယ်ဆိုမြန်မာနိုင်ငံမှာကရင်ပြည်နယ်ဟာအတူတက်ဆုံးပြည်နယ်ဖြစ်ရမှာနော်ဘုရားသုံးစုမှာတော့ကြည့်လိုက်
မြန်မာကြောက်လို့မတုံးဘူးဘောက်လို့တုံးတာထိုင်းလို့တုံးတာဒီလောက်အဆင်ပြေတဲ့ပြည်နယ်ကွာအောင်မြင်ရမှာဇီးပွားဖြစ်ဘာသာရေးဖြစ်လူမှုရေးဖြစ်အောင်မြင်ရမှာသူလုံနိုင်လားမလုံနိုင်ဘူးလူကြီးတွေမကောင်းလို့ကရင်ပြည်နယ်ကရင်လူမျိုးတွေဒုက္ခရောက်တာနော်ကချင်ပြည်နယ်နံပါတ်1ကချင်ပြည်နယ်သွားကြည့်လိုက်ဘာကြောင့်ဒီနေ့ဒီချင်းတွေစစ်မှုထမ်းမှနေရတယ်တလားဘာလို့ဒီနေ့ဒီချင်းတွေစစ်မှုထမ်းမှနေရတယ်တလားသူတို့လူကြီးကောင်းစားဖို့အတွက်မလုပ်တာပြည်သူတော့မလုပ်ဘူးသူတို့လူကြီးကဘာပြောကြလားငါတို့လူငယ်တွေကုန်နေပြီလေလူငယ်တွေမရှိတော့ဘူးတဲ့ဟာလူငယ်ကလေးကိုထပ်မွေးခိုင်းတာလားမသိဘူးနော်အဲ့ဒါအကြောင်းမပြောတော့ဘူးဒါလားဆိုတော့သူတို့လူကြီးတွေကောင်းစားဖို့အတွက်လုပ်နေတဲ့ခါကျတော့အာနာရှင်ဟာဘယ်တော့မှမပြီးနိုင်ဘူးအာနာရှင်ဟာမတည်နိုင်ဘူးနော်ရှင်းလားနံပါတ်3ချင်းလိုမျိုးသွားကြည့်လိုက်ချင်းလိုမျိုးမှာတရားစာတမထွက်ဘူးတရားစာတမထွက်ဘူးနော်ဒါပေမဲ့ကျွန်တော်တို့ချင်းလိုမျိုးကအရန်ကြောက်ဖို့ကောင်းတယ်နော်အထက်မှာရှိတဲ့လူကြီးတွေလူငယ်တွေလည်းရှိတယ်အထက်မှာရှိတဲ့လူကြီးတွေကလူငယ်တွေကတပ်ဖြတ်တယ်လူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးတယ်နော်ဝင်လာတဲ့မြတ်ပတ်ဆက်တွေဝင်လာတဲ့မြတ်လူတွေသူတို့အိတ်ကထဲမှာပဲထည့်တယ်နောက်ဆုံးတော့သူတို့အမျိုးတွေပဲကောင်းစားတာနော်တချို့ပြည်သူတွေကဆင်းရဲဒုက္ခထဲမှာပဲနှုတ်နေရရှင်းလားဆိုတော့ကျွန်တော်ချင်းလိုမျိုးမှာဆိုလို့ရှိရင်ခင်ဗျားတို့သွားကြည့်လိုက်နော်အထက်ဖားရဖားနော်ကောင်းစားဖို့အတွက်လူကြီးတွေဘယ်လောက်ထိတောင်မှရုံမာလဲဆိုတာချင်းလိုမျိုးတွေအားလုံးသိရကျွန်တော်စောက်ရရင် CNF လေ CNF စောက်ရရင် CNF လက်ထဲမှာရှိတဲ့ကလေးတွေကစစ်သားတိုက်ချင်တယ်သူတို့မြောက်ထိုက်ခွာအမိဖြုတ်ချင်တယ်နော်ဒါမဲ့လူကြီးတွေပြေးမတိုက်ဘူးပြေးမတိုက်ဘူးသူတို့မဟာမိတ်ဖွင့်နေတော့မှသူတို့ဆွေးနွေးနေတော့ဘယ်တော့မှဒီဆွေးနွေးချင်းပြီးဆုံးမှာမဟုတ်ဘူးဆွေးနွေးနေတော့မှဆွေးနွေးလို့ကောင်းနေတော့ဝင်လာတဲ့ပတ်စံတွေထည့်နေတော့မှနော်နံပါတ်4ရခိုင်တော့ကြည့်လိုက်ရခိုင်ဆိုတော့ရမ်းချိုက်တယ်မိုးချုံမိုးကြီးထွန်းပြနိုင်ဟာကျွန်တော်အင်မတန်မှတအား respect ပေးတယ်သူ့ပြည်သူတွေကအကောင်းဆုံးကာကွယ်နိုင်အောင်အတက်နဲ့ရင်းပြည်သူကိုယ်တိုင်စူးစမ်းခဲ့တယ်နော်ဆိုတော့ဒီလိုလူမျိုးပုဂ္ဂိုလ်ဟာကျွန်တော်တို့မြန်မာလူမျိုးများအားလုံးမဆုံးရှုံးချင်ဘူးနော်မဆုံးရှုံးချင်ဘူးဆိုရင်ဒီနေ့ဒီချိန်မှာကျွန်တော်တို့မိုးချုံကြီးထွန်းပြနိုင်ကိုငါတို့ဒီနေ့ဒီချိန်မှာယုံကြည်မှုအပြည့်အဝနဲ့လက်တွဲပြီးမြန်မာအရေးကိုလုပ်သိနေပြီနော်ကြံတဲ့တိုင်းရင်းသားတွေတွားမလုပ်နဲ့အဲယုံကြည်တဲ့သူပဲစောက်ဖောင်းစောက်ဖိန်းနေတယ်နော်အဲယုံကြည်တဲ့သူပဲတခိုးရရမ်းများတယ်နော်တခိုးရရမ်းများတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာလုပ်ရမယ့်ဟာကဘာလဲဆိုတော့စစ်ကိုစစ်လို့တိုက်တဲ့ကောင်းဆောင်တဲ့ဘာလို့လူနေပြီနော်ပြီးရင်ထိုင်းမှာရှိတဲ့တချိန်လုံးခွက်ခောက်နေတဲ့ NUG 6800စားတယ်ခင်ဗျားတို့ပြောပြတယ်ခင်ဗျားတို့တချိန်လုံး live ပေါ်မှာ reaction လုပ်ပြီးတော့မှဘောမတွေကိုခင်ဗျားတို့ဆဲနေရတော့ကျွန်တော်လည်းဒီနေရာနဲ့နားထောင်ပြီးတော့မှဝမ်းသာပါပဲကျေးဇူးများတင်ပါတယ်နော်လေးစားပါတယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကိုမိသားစုမကောင်းပဲနဲ့သူများမိသားစုတွားပြီးဝေးဖန်စရာစောင့်ကြောင်းမရှိဘူးမဝေးဖန်နဲ့ကိုမိသားစုတလို့ပြိုပြက်စီးနေတာတိပါရဲ့နဲ့မမင်းချေရောင်ဆောင်ပြီးတော့မှတစ်ဖက်မိသားစုတော့မပတ်သက်နဲ့ပြောချင်တယ်နားလေလားခင်ဗျားတို့ NUG ဟာဘယ်လောက်ထိစော့ပြတ်တန်သွားလဲဆိုတော့ခင်ဗျားတို့တိရက်နဲ့ခင်ဗျားတို့ကလုံးဝမဝေးဖန်ရဲဘူး NUG ခင်ဗျားတို့မဝေးဖန်ရဲဘူးခင်ဗျားတို့ကြောက်တယ်ခင်ဗျားတို့ကနော်6800စားနော်ခင်ဗျားတို့6800စားကြီးအဲ့ဒီ6800စားမရမှာဆိုလို့ဒီလို NUG ဘောမနေရလား right ကျွန်တော်ခင်ဗျားတို့8800ပေးမယ်ကျွန်တော်စမလာဘောမကျွန်တော်ဘောလာမှာချ8800ခင်ဗျားတို့ကျွန်တော်ပေးမယ်ခင်ဗျားတို့ကြိုက်လားမကြိုက်ဘူးနော်ဆိုတော့ဒီများနဲ့မီဒီယာမှာ follower များတဲ့မီဒီယာသမားတွေခင်ဗျားတို့တခွင့်ပြောရင်တနိုင်ငံလုံးဝသိတယ်နော်ခင်ဗျားတို့တခွင့်ပြောရင်တနိုင်ငံလုံးဝသိတယ်ဆိုတော့ကျေးဇူးပြုပြီးတကယ်ကောင်းဆောင်ကောင်းထွန်းမြတ်နိုင်နော်အေးထွန်းမြတ်နိုင်ကိုအကောင်းဆုံးထောက်ပို့လို့ဖို့အတွက်ခင်ဗျားတို့က live မှာစကားတစ်ခုမပြောကြည့်မြန်မာပြည်သူပြည်သားတွေမထူစရာအကြောင်းမရှိဘူးကျွန်တော်တို့မြန်မာလူမျိုးတွေထူတဲ့ဖက်မှာဆိုလို့ရှိရင်အရန်အားတန်ကြတယ်နော်အချင်းချင်းကိုကြီးတဲ့ဖက်မှာလည်းအားတန်တယ်ဆိုတော့ခင်ဗျားတို့တစ်ခုမပြောကြည့်နော်ကျွန်တော်တို့အေးရခိုင်ကိုဒီနေ့ဒီချိန်မှာကောင်းကောင်း support မလုပ်ခဲ့လို့ရှိရင်နောက်တစ်ချိန်ကြရင်နောက်ကြမှာနော်နောက်ကြပြီဆိုဘာမှလုပ်လို့မရတော့ဘူးနော်ဆိုတော့အာနာရှင်ကိုအဆုံးထိတွန်းလှန်ဖို့ဆိုရင်ကောင်းဆောင်ကောင်းတရားပဲလုပ်ရတယ်နော်ဆိုတော့ NUG လိုမျိုးတော့ဘယ်တော့မှနိုင်ငံကြီးကိုဦးဆောင်နိုင်မှာမဟုတ်ဘူးသူ့မှာရည်ချင်းမရှိဘူးအရင်ချင်းမရှိဘူးအတူရခေါ်မရှိဘူးနိုင်ငံရေးအမှန်မြင်လည်းမရှိဘူးနော်တားပြနိုင်ငံမှာကောင်းစားဖို့သူတို့တည်တယ်သူတို့မိသားစုအဆင်ပြေဖို့ပဲတည်တယ် NUG ဟာနော်သူတို့မိသားစုအဆင်ပြေဖို့သူတို့တည်တယ်နော်ပြီးရင်အဆင်ပြေနည်းနည်းအဆင်ပြေတော့ဆိုရင်ဟေးလိုသူတို့ချင်းကိုလည်းညှို့ထိုးလို့သူတို့ခွက်ခောက်တယ်နော်ခွက်ခောက်ပြီးတော့မှ6800စားတယ်ခွက်ခောက်ပြီးတော့မှပြည်သူတွေထဲတဲ့ငွေကိုခင်ဗျားတို့စားတယ်မရှက်ကြဘူးလားခင်ဗျားတို့မှရှက်မရှိတော့ဘူးလားဟမ်ခင်ဗျားတို့မှရှက်မရှိတော့ဘူးလားနော်ဆိုတော့ကျွန်တော်ဒီနေ့အကောင်းဆုံးပြောချင်တာတော့ကွာ
ကဲနိုင်ငံကောင်းဆောင်ပြည်သူကောင်းဆောင်ထုံးမြတ်နိုင်လူမျိုးကျွန်တော်တို့ထုံးမြတ်နိုင်ပုဂ္ဂိုလ်လူမျိုးကို support မလုပ်ဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံဟာနောက်ထပ်10နှစ်ဆိုရင်တရုတ်လက်ထက်ရောက်သွားမှာနော်နောက်ထပ်10နှစ်ဆိုရင်တရုတ်လက်ထက်မှာပါသွားမှာဒီချိန်ကျရင်ခင်ဗျားအောင်လို့မရတော့ဘူးနော်အောင်လို့မရတော့နောက်ကျနေပြီဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြောတာလည်းအများကြီးနေပါပြီဆိုတော့ကျွန်တော်ဒီလိုမျိုးပြောတာကြီးခင်ဗျားတို့ထောက်ခံတဲ့ထပ်သိချင်တယ်ဆိုရင်ကျွန်တော် like and share follow လေးလုပ်ပြကြပါလို့ကျွန်တော်ဒီနေ့နဲ့မှတ်တာတောင်းဆိုချင်တယ်နော်အားလုံးကျေးဇူးတင်ပါတယ်ပြီးခင်ကြပါစေနော်